ကဲ Five Flip Season 1ရဲ့ Episode 2မှာတော့ကျမတို့အားလုံးခဏလောက်အတိတ်ကိုပြန်သွားကြရအောင်ရှင်အင်တာနက်တွေမရှိခဲ့တဲ့ခေတ်တိတ်ခွေလေးတွေကိုခဲရံနဲ့ရစ်ခဲရတဲ့60ခုနှစ်ကာလတွေစီကိုပေါ့အပူအပင်ကင်းတဲ့ငယ်ဘဝကိုပြန်လွှမ်းဆွတ်စေမဲ့ဒီသချင်းလေးကိုပြိုင်ပွဲဝင်တော်စင်ကသူ့ရဲ့ soul vibe လေးနဲ့ဘလို့တက်ဝင်အောင်ဆိုပြမလဲဆိုတာအခုပဲအတူတူခံစားနားဆင်လိုက်ကြရအောင်ဗျာရဖူးတဲ့တိတ်ခွေဟောင်းလေးတွေဒီသန်စင်တွေနားထဲမှာဆွဲနေစေညညဆိုရင်ဒီဝီချီရင်ရောင်စုံကြောညာကြမှာပြောခဲ့တယ်အင်တာနက်တွေမရှိပေမဲ့လမ်းထဲကဂိမ်းဆိုင်မှာစူညံခဲ့ဘူးတဲ့စက်ကူဆုံငယ်တွေကောင်းခင်ဝဲလို့တီးရွယ်လေးလေးတွေလွတ်ကစားဘူးတဲ့တရားရလဲပြုံးရတတ်တဲ့အဖြစ်ကင်းတဲ့တို့ရဲ့ငယ်ဘဝတွေပြန်သွားတဲ့60ကျော်ရဲ့ကဘာစီရိုးရှင်းတဲ့အပြုံးနဲ့အကြောင်းလန့်ကင်းတဲ့အချိန်တွေစီတယ်လီဖုန်းတွေမရှိလဲရှင်ခုန်တန်တွေနီးခဲ့တယ်အမတ်တရားတွေဒီနေ့အထိရှင်တန်စေပဲရေပင်ပြတ်တန်းကစားလို့ညင်ခုန်ကြတယ်မုတ်ထွက်ကိုလီရိုက်တယ်နေဘူးပြီးဆိုရင်ရေခဲချက်ဆိုင်မှာဆုံးကြမယ်နောက်ကြပြောင်းကြရင်ချိန်တွေကုန်ဘူးတယ်အခုတော့အရာရာပြောင်းလဲသွားပြီဒါပေမဲ့မျက်လုံးမိတ်လိုက်တိုင်း60ကျော်ကပြောစရာတွေပြန်မြင်အောင်စေပြန်သွားတဲ့60ကျော်ရဲ့ကဘာစီရိုးရှင်းတဲ့အပြုံးနဲ့အကြောင်းလန့်ကင်းတယ်လီဖုန်းတွေမရှိလဲရှင်ခုန်တန်တွေနီးခဲ့တယ်အမတ်တရားတွေဒီနေ့အထိရှင်သန်စေ60ခုနှစ်ကလေးအမြဲတမ်းတတိယနေတော့မယ်တဲ့နှလုံးသားကိုလှုပ်ခတ်မဲ့အတန်တဲ့အကြိုက်ဆုံး vibe ကိုအခုပဲရွေးချယ်လိုက်ပါပြိုင်ပွဲဝင်တွေရဲ့အမိုက်စားတီဆိုမှုတွေကိုမလွတ်တမ်းအားပေးနိုင်ဖို့အခုပဲ subscribe နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်